Hello ပါအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်စပိုင်ရွေးဖြစ်ပါတယ်။ကဲဆိုဒီနေ့ဗီဒီယိုမှာမကြခင်ကျွန်တော်တို့ဒီ normal စာပေါက်ရောက်ရှိလာတော့မှာပေါ့နော်။ချောင်းဆက်ဆန် event မှာ90ကောင်ကို diamond တက်တာတော့လည်းဘယ်လိုရောရမလဲဆိုတော့ကျွန်တော်ပြောပြအောင်ဖြစ်ပါတယ်။ကဲဆိုတော့ video လေးကိုစလိုက်အောင် let's go ကဲဆိုတော့ဒါကတော့ကျွန်တော်အခန်းစားမှာရောက်ရှိနေပြီဖြစ်တဲ့ event ပုံစံဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်ကျွန်တော်နေ့စဉ် first dan raw diamond လုံး900 one draw ကိုကျွန်တော် diamond လုံး50ကျတဲ့မှာဖြစ်ပါတယ်ကျွန်တော်ယူလှည့်မယ်ဆိုတော့ diamond လုံး1000 dan raw ပေါ့နော် dan raw diamond လုံး1000 one draw ကတော့ diamond လုံး100ကျတဲ့မှာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်တော့ကျွန်တော်အနေနဲ့ဒီ10ချိန်မှာပေါ့နော်ကျွန်တော်10ချိန်မှာဆိုရင်တော့ဒီကျွန်တော်ပဒန်းရေငွေအောင်စကင်ကိုရမှာဖြစ်ပါတယ်ဒါမရှိသေးတဲ့လူတွေပေါ့နော်ရှိတဲ့လူတွေတော့ကတော့ကျွန်တော် coin တွေပဲပေးသွားမယ်လို့သူနေပြောထားတယ်ဆိုတော့ဒီမှာ coin ပေးတယ်လည်းမစိုးဘူးဗျာနော်ကျွန်တော်နေပြောရမယ်ဆိုတော့ကဲဆိုတော့ကျွန်တော်ထက်မှာ diamond လုံး900ရှိတော့ကျွန်တော်ဒီ dan draw လှည့်လိုက်ပါပေါ့နော် dan draw လှည့်လိုက်ပြီကျွန်တော်ပဒန်းစကင်ရတော့အောင်ပေါ့နော်ဆိုတော့ let's go လှည့်မယ်ဆိုတော့ okay ကျွန်တော်ဒီမှာ brand skin ရသွားပြီပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ brand skin ကိုကြိုက်လားမကြိုက်လို့ကြိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ point 400တက်မိမယ်ကျွန်တော်ဒီ skin ကလည်းဟိုးရင်တော့ကျွန်တော်လိုချင်တဲ့ skin တွေမှာတစ်ကောင်ပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ထိုးရရတော့လှတယ်ဟောဆိုတော့ point က400ပဲတက်နေလို့ပြောရတယ်။ရတယ်လှတယ်နော်ဆိုတော့ဒီမှာ point ပေးနှုန်းကလေသူတို့ကျန်းနေဗျဆိုတော့ဒီမှာကြည့်လိုက်မယ်ဆိုတော့40 30 10 15 25 30 20 30ဆိုပြီးတော့ကျွန်တော်ပေးတာပေါ့နော်ဆိုတော့ကျွန်တော်နေပြောရမယ်ဆိုရင်တော့တော်တော်ကြီးကိုတန်နေလို့ပြောရတယ်ကဲဆိုတော့ကျွန်တော်ဒီ event ကိုလှည့်မယ်ဆိုလို့ရှိရင်တော့တခုတည်တာမှာဆိုတော့တော်တော်မှမြတ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ balance skin မရှိသေးတဲ့လူတွေအတွက်ကတော့ကျွန်တော်ဒီ balance skin ကိုရသွားမှဖြစ်တဲ့အတွက်အရင်ကတန်တယ်လို့ပြောလို့ရတယ်ဗျာကျွန်တော်အနေနဲ့တော့တော်ကြီးတန်တယ်ဒီမှာဆိုရင်တော့ကျွန်တော်အနေနဲ့တစ်ကောင်ကို coin 1200နဲ့လဲရမယ်ပေါ့နော်ဆိုတော့1200နဲ့ဆိုတော့တော်ကြီးတန်တယ်ကျွန်တော်ဟိုရင်တော့ဆိုတော့ဒီကမှ1800နဲ့လဲရတော့ပေါ့နော်တော်တန်တယ်ကျွန်တော်ဒီမှာတခြားဒီမြောက်ကြည့်မယ်ဆိုတော့ကျွန်တော်ဒီရှာ icon တွေပါမယ် record တွေပါမယ်ဒီမှာဆိုသူဘောင်လေးလည်းပါတယ်ပေါ့နော်ဆိုဘောင်လေးလည်းမစိုးကျွန်တော်တို့ကြိုက်တယ်ဒီဘောင်ဆိုလည်းအရှင်လေးပေါ့နော်အရှင်လေးဆိုတော်တော်လေးလည်းမိုက်ပါတယ်ကဲဆိုရင်တော့အောက်မှာဆိုရင်တော့ကျွန်တော်ဒီကပ်ပြားလေးပါမယ်နော်ကပ်ပြားလေးပါပဲကဲဆိုတော့ဒီမှာဆိုရင်ကျွန်တော်အောက်ကိုကတ်တဲ့စတီကာလေးပါမယ်နော်စတီကာလေးရတယ်မစိုးဘူးတော်တော်မိုက်တယ်ကျွန်တော်အောက်ကိုကတ်ပြီးတော့စနောက်လေးကျွန်တော် view လေးလုပ်လို့ရအောင်နော်လေးလုပ်လို့ရတယ်ကဲဆိုတော့ကျွန်တော်ပြပြတဲ့ event ကတော့ကျွန်တော် free down ရဲ့ celebrity ရမယ့် event ဖြစ်ပါတယ်။ event တီးချာသူလည်းဖြစ်သူမသိလဲတိတ်ပြီးမသိချဘူးเนาะဒါပေမဲ့ကျွန်တော်ရောက်လာမြောက်လာဆောင်ရွက်ကြည့်အောင်မယ်။ကဲဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ပါတဲ့ပုံပြပေးထားတယ်။ဆိုတော့ဒီမှာ coin ကတော့ကျွန်တော်40 30 25 20 15 10လို့ပဲဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ခုနကကျွန်တော်ပြောတဲ့ effect တွေပြန်ပြီးပါလာမှာเนาะဒီ AI effect တွေပေါ့နော်။တော့ကျွန်တော်ဒီမှာ animation effect တွေဘောင်လို့ပြန်ပြီးပါလာလို့เนาะဆို coin ပေးတာလည်းမစိုးလို့ပြောလို့ရတယ် share ပြီး coin ပေးတာဆိုပါဘူးဆိုတော့ကျွန်တော်ပြပြတဲ့ဇာတ်ကတော့ဒါဆိုစကင်ဖောင်းမဲ့ဇာတ်ပဲဖြစ်ပါတယ်ဒီဇာတ်ကိုကျွန်တော်ရဲ့ Telegram မှာလည်းလာတောင်းလို့ရတယ်လို့ကျွန်တော်ရဲ့ဒီတိတော့ချက်ပေါက်မှာလည်းလာပြီးတောင်းလို့ရပါနော်ဒါဆိုကျွန်တော်လည်းအဲ့ဒါကိုပို့ပေးပါမယ်ဒီဆိုဒီဗီဒီယိုလေးကြည့်တော့ပါလေကျွန်တော်ရဲ့ဗီဒီယိုဆုံးဖြတ်ကြည့်ပေးရတယ်ဒီလိုမှာတယောက်ကြီးအောင်ကိုပဲကြည့်ပြီးကြည့်ပါရယ်ဆိုတော့ဒီ event တွေ diamond လေးလိုလို့ရှင်တော့ကျွန်တော်ရဲ့ Telegram မှာပေါ့နော်diamond လေးကိုယုံကြည်စိတ်ရစွာလာပြီးယူနိုင်ပါတယ်။ diamond လေးစီးကိုလည်းကျွန်တော်အနေနဲ့ပို့ရမှာဖြစ်ပါတယ်။ပြီးတော့ရှိတော့ high ကိုလည်းချက်ပို့လိုက်ပါနော်။ဒါဆိုအားလုံးပဲ comment ကျေးဇူးတင်ပါတယ်ခင်ဗျာ။